ကျွန်တော်တို့ဒီနေ့သင်ခန်းစာမှာ this နဲ့ those ကိုကျွန်တော်တို့လေ့လာကြမယ်ပြီးခဲ့တဲ့သင်ခန်းစာကျွန်တော်တို့ this နဲ့ that နဲ့ကျွန်တော်တို့ပြီးပါပြီเนาะဆိုတော့ this ရဲ့အဓိပ္ပာယ်ကဒီမှာဒီအရာများပေါ့เนาะထို့အရာများဆိုတော့ this is used to refer to something which is more than one which is near to us and reachable this ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော်တို့နဲ့နေပြီးထိလို့ကင်လို့ရတဲ့တစ်ခုထပ်ပိုတော့အရာဝတ္ထုများတို့မဟုတ်တဦးထပ်ပိုတော့လူတွေကိုကျွန်တော်တို့ညွှန်ပြတဲ့အခါမှာသုံးတယ်เนาะပြီးတော့နောက်တစ်ခုက and also used to refers to long periods of time that is related to the present this ကလည်းပဲကျွန်တော်တို့လက်ရှိကာလနဲ့ဆက်ဆက်တော့ကြာရှည်တဲ့ကာလတစ်ခုခုညွှန်ပြတဲ့အခါမှာသုံးတယ်เนาะဆိုတော့ this အနည်းကိန်းဆိုရင်ကျွန်တော်တို့ this သုံးမယ်အများကိန်းဆိုရင်ကျွန်တော်တို့ this သုံးမယ်เนาะဒီမှာ note ကိုကြည့်လိုက် this is used with plural ဆိုတော့ဒီ this ကကျွန်တော်တို့အများကိန်းနဲ့တွဲသုံးတယ် this ကအနည်းကိန်းနဲ့ကျွန်တော်တို့တွဲသုံးတယ်เนาะဒီ vocabulary တွေကကျွန်တော်တို့ပြီးခဲ့တဲ့ lesson အတင်ပွားပြီเนาะ okay ဒါဆိုရင်ကျွန်တော်တို့ဥပမာကိုကြည့်ကြအောင်နော် examples ပေါ့ဒီပထမဆုံးဒီ example ဆိုရင်ကျွန်တော်တို့ refers to more than one နော် refers to more than one တခုတည်းပေါ်တယ်ဆိုတော့ဘယ်လိုလဲဒီမှာနော် these 4 books in my hand are thin နော်ကျွန်တော်လက်ထဲမှာရှိတဲ့စာအုပ်၄အုပ်တွေကပါတယ်These 4 books in my hand are thinned ဒီကျွန်တော်လက်ထဲမှာရှိတဲ့စာအုပ်၄အုပ်တွေကပါတယ်အဲဆိုရင်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ these ကိုတော့ these က thinned ပါဒီ verb ကျွန်တော်တို့ဒီ thinned ကိုကျွန်တော်တို့ adjective ပြောင်းမယ်ဆိုရင် adjective thinned ဒီ thinned T I N N E D thinned ဆိုတော့ပါတော့เนาะနောက်တစ်ခုကကျွန်တော်တို့တူထပ်ပိုတော့လူရည်ညွှန်းတဲ့အခါဆိုရင် refers to more than one person ဆိုရင် these are my friends they are very friendly ဒါကျွန်တော်တကယ်ချင်းတွေပါသူတို့တွေကအရန်ခင်ဖို့ကောင်းတယ်နော် friendly ဆိုခင်ဖို့ကောင်းတယ် friendly ပြီးတော့ဒီကျွန်တော်တို့လက်ရှိကာလနဲ့ဆက်တော့ပေါ့နော်ကြာရှည်တဲ့လက်ရှိကာလတစ်ခုကိုဆက်တဲ့အချိန်တစ်ခုခုကျွန်တော်တို့ညွှန်ပြတဲ့အခါမှာလည်းကျွန်တော်တို့သုံးတယ်အဲဒါဆိုရင်ဒီ example ကိုကျွန်တော်တို့ကြည့်ပါနော်ဒီ example ထဲမှာ how are you doing in this day ဒီရက်ပိုင်းတွေမှာမင်းဒီရက်ပိုင်းတွေမှာနေကောင်းလားနော်သို့မဟုတ်မင်းဒီရက်ပိုင်းတွေမှာဘယ်လိုလဲအခြေအနေကောင်းလားအဆင်ပြေလားအဲ့လိုမျိုးမေးတယ်ပေါ့နော် how are you doing in these days this day ဒီရက်ပိုင်းတွေပေါ့နော်ဒီရက်ပိုင်းများသို့မဟုတ်ဒီရက်ပိုင်းများပေါ့အဲ့လိုမျိုးကျွန်တော်တို့ဘာသာပြန်လို့ရတယ်ပြီးတော့ဒီမှာဒါဆို this နော် this ကိုကျွန်တော်တို့ပြီးသွားကျွန်တော်တို့ those ချက် example တွေကျွန်တော်တို့ကြည့်ရမယ်နော် refers to more than one တစ်ခုတည်းပိုတော့ရောက်ထူညွှန်ပြတဲ့အခါနော်ဒီမှာဆိုရင် those books on the table are thick ဆိုထူတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အရာဝတ္ထုကတစ်ခုထပ်ပိုတယ်ပြီးတော့ကျွန်တော်တို့ ਨੇ မနီးဘူးဆိုတာဘယ်လိုပြောရမလဲမမီးဘူးပေါ့နော်ကင်တွယ်လို့မရကင်တွယ်လို့မမီးဘူးဆိုရင်ကျွန်တော်တို့အဲ့နေရာမှာဆိုရင်ကျွန်တော်တို့ those ကိုကျွန်တော်တို့သုံးတယ်နော် those books on the table are thick နော်ကျွန်တော်တို့ those တို့မဟုတ် this ကိုသုံးတယ်အများကိန်းနဲ့သူ့ရှိမှလာတဲ့နာသူ့ရှိမှလာတဲ့နာကနော်သူ့ရှိမှလာတဲ့နာအများကိန်းပြရမယ်အဲကြောင့်မို့ဒီ books မှာကျွန်တော်တို့ s ထည့်တယ်ဒီမှာကျွန်တော်တို့ s ထည့်ထားလို့ဒီမှာ r ဖြစ်သွားတာเนาะတတိတာ those books on the table are thick
Suppose for my sheet is out there, 2 there. No? Period refers to more than 1%. So, those 4 people in red shirt are my friends. No? 4 so in the people. No? 1 so in person, general toma. No? The kuta pura ne, na yao tong yao so in general people lo ji no? 2 persons lo general me, no? So, ma shine ye ni ne lu le yao ka, general tang yin di ba. No? Na jang di ma people pillow. Di ma general art. Pero related to the past. I think Alan is a to. Take Alan Jashira chain ku sasa the kama general those go down by In those days, most people left school when they were only 15 years old. Hold the chain no as when Luria at the Sangani Beshi did John Tokunja. So the past, no? ကျွန်တော်တို့ဒီမှာ related to the past ဆိုရင်ဒီမှာသတိထားရမှာဆိုရင်ဒီမှာ left เนาะ simple past ကိုသုံးထားတယ်ဒီမှာ well လဲ simple past ကိုသုံးထားတယ်เนาะအားကြောင့်မို့ related to the past ဆိုရင်ဒီမှာ this က related to the present ဆိုရင်သူက simple present သုံးတာများတယ်เนาะပြီးတော့နောက်တစ်ခုကဒီမှာเนาะဆိုရင်Our family went to Thailand on holidays for 3 days and 4 nights last year. Those are my happiest day. No, those are my happiest day. So မနှစ်ကအားလရက်များမှာကျွန်တော်တို့မိသားစုထိုင်းကို3ရက်4ညခရီးသွားခဲ့တယ်ပေါ့နော်3ရက်4ညသွားခဲ့တယ်ထိုရက်တွေဟာကျွန်တော်အပျော်ဆုံးရက်တွေပါနော် those days ဒီမှာထိုရက်တွေဟာNo, those days. Those, no, happiest day. Those are my happiest day. No, those. ထိုရက်တွေဟာကျွန်တော်ရဲ့အပျော်ဆုံးရက်တွေပါနော် Those are my happiest day ဆိုရင်ထိုရက်တွေဟာကျွန်တော်အပျော်ဆုံးရက်တွေပါနော်အဲ့လိုပြီးတော့ကျွန်တော်တို့ဒီနှိုင်းယှဉ်ခြင်းမှာသုံးတဲ့အခါမှာ use in comparison ဆိုရင်these နဲ့ those မှာလည်းကျွန်တော်တို့အရာဝတ္ထုများပေါ့နော်အရာဝတ္ထုများကိုကျွန်တော်နှိုင်းယှဉ်ပြီးလည်းပြောလို့ရတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ This book in my hand are thinner than those book on the table အတော့မဟုတ်ကျွန်တော်တို့ဒီလိုလည်းပြောလို့ရတယ် Those book on the table are thicker than this book in my hand နော်အဲ့လိုမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ် this နဲ့ပဲအရင်စ those နဲ့ပဲအရင်စ okay မို့ this book in my hand are thinner than those book on the table ဆိုရင်ဒီကျွန်တော်လက်ထက်မှာရှိတဲ့စာအုပ်တွေကစပွဲပေါ်မှာရှိတဲ့စာအုပ်တွေထက်ပါတယ်နော်ကဲမို့ကျွန်တော်တို့ those book on the table are thicker than this book in my hand ဆိုရင်စပွဲပေါ်မှာရှိနေတဲ့စာအုပ်တွေကကျွန်တော်လက်ထဲမှာကင်ထားတဲ့စာအုပ်တွေထက်ထူတယ်နော်အဲ့လိုမျိုးကွာခြားမှုလို့ရှိဒါမဲ့အတိတ်ပဲအတူတူပဲကျွန်တော်အဲ့စမောကြည့်မှာနော် Those books in my hand are thinner than these books in my hand are thinner than those books on the table နော်ဒီလိုမျိုးမပြောချင်ကျွန်တော်ပြောရတယ်နော် Those books on the table are thicker than these books in my hand ဆိုတော့ကျွန်တော်တို့အဲ့လိုလေးပြောရရဒီမှာဒီ sentence ဆိုရင်ကျွန်တော်လက်ထဲမှာရှိတဲ့စာအုပ်တွေကစပွဲပေါ်မှာရှိတဲ့စာအုပ်တွေထက်ပါတယ်။တော့မဟုတ်စပွဲပေါ်မှာရှိနေတဲ့စာအုပ်တွေကကျွန်တော်လက်ထဲမှာရှိနေတဲ့စာအုပ်တွေထက်ထ
to တယ်နော်တူပဲ okay ဒီလောက်ဆိုရင်ကျွန်တော်တို့ these နဲ့ those ကိုနားလည်လောက်ပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့နောက်လာမယ်သင်ခန်းစာကျွန်တော်တို့ future tense ပါနော်ကျွန်တော် future tense သွားပြီးလေ့လာကြမယ် see you bye bye